ဓမ္မမိတ်ဆွေယောဂီသူတော်စင်ပေါင်းတို့အခုသစ္စာတရားတော်များနာယူပူဇော်မယ်အချိန်မှာဒီတော်ရှင်မိုးကုတ်ဆရာတော်ဘုရားကြီးရေးဆွဲဟောကြားတော်မူထားတဲ့ပဋိစ္စသမုပ္ပါသဝိုင်းဒေသနာအင်္ဂါ၈တွေတရားလင်္ကာတော်ရဲ့အဓိပ္ပာယ်သဘောများကိုဒါကြီးတော်ရှင်မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ဥပနိဒေယအတိုင်းနာယူပူဇော်ကြမှာဖြစ်ပါတယ်ဒါရှိပိုင်းဒီမှာဘုန်းကြီးတို့ကဝိပဿနာအားထုတ်တဲ့အလုံးနဲ့ပတ်သက်ပြီးတော့ကျင့်ရမယ်အကျင့်တွေပြရမယ်မိစ္ဆာဒိဋ္ဌိတရားတွေဒါရှင်းပြတာဝိပဿနာရှိရင်မြင်အောင်ကြည့်ရမယ်သဘာဝလက္ခဏာတာမညလက္ခဏာတွေဒါရှင်းပြနောက်တော့ဝိပဿနာအလုပ်ဆိုတာတန္တရာဖြတ်တဲ့အလုပ်ဆိုတော့ဘေးတန္တရာကိုဖြတ်ရမယ်ဆိုတာလေခွဲခြားသိအောင်နောက်ခွဲခြားသိပြီးရင်အဲ့ဒီတန္တရာတစ်ခုခုဖြတ်တတ်အောင်ဒါရှေ့ပိုင်းမှာဒါသိစရာရှိတာတွေကျင့်စရာရှိတာဟောကြားတင်ပြဒါအခုချိန်မှာတော့ဘုန်းတို့ဒီတော်ရှင်မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့အင်္ဂါ၈တွယ်နဲ့ဟောထားတဲ့တရားတော်တွေရဲ့အဓိပ္ပာယ်တွေကိုဒါအမှန်သိမြင်အောင်ဒါဟောကြားနာကြအောင်ပေါ့အဲ့တော့ဒီအင်္ဂါ၈တွယ်ဟာတို့မှတ်ထားပါဘုန်းကြီးတို့ဗုဒ္ဓဘာသာဝင်ပုထုဇဉ်မှန်သမျှမသိရင်မဖြစ်တဲ့တရားတော်တွေသိအောင်လုပ်ရမယ်တရားတော်တွေလို့ပြောလို့မှတ်ချက်ချတာပါကျန်တဲ့ဗိဓိကတော်တွေမှာအဘိဓမ္မာဗိဓကတွေအဘိဓမ္မာတရားတွေဟုတ်လားတုတ်တန်တရားတွေဒါဝိနည်းတရားတွေမသိရင်နေဒါပေမဲ့ဘုန်းတို့ခန္ဓာမှာရှိတဲ့ဒီပရိစ္ဆသမုပ္ပါသဝိုင်းဒေသနာမှာရှိတဲ့အင်္ဂါ၈တွယ်ကတော့ဘုန်းတို့မသိလို့ကိုမရဘူး။တနည်းအားဖြင့်ဘုန်းတို့ပုထုဇဉ်တွေမှန်သမျှသိရမယ်တရားတွေဆိုတော့ဆရာတော်ဘုရားကြီးအဘိဓမ္မာဒေသနာတော်တွေကအနှစ်သာရထုတ်ပြီးတော့ဟောတော်မူထားတာဖြစ်ပါတယ်။ဒါကြောင့်လည်းဆရာတော်ဘုရားကြီးကလင်္ကာရဲ့နောက်ဆုံးမှာဒီအင်္ဂါ၈တွယ်ကိုသိအောင်လုပ်ရမယ်ဒီအင်္ဂါ၈တွယ်ကိုသိမှတန္တရာကလွတ်မယ်ဆိုတော့မိတ်ကြားသွားတာဖြစ်ပါတယ်နော်ဒါကြောင့်မလို့အင်္ဂါ၈တွယ်ဟာဘုန်းတို့ပုထုဇဉ်တွေအတွက်မသိရင်မဖြစ်တဲ့တရားဟုတ်ပြီနော်နောက်တစ်ချက်သိအောင်လုပ်ရမယ်တရားဒါဒီနှစ်ချက်ရှင်းဥပိုင်းမှတ်ထားပါနော်ဒါအဲ့တော့ဘုရားဘုရားရှင်မြတ်ကြီးသိမြင်ဟောကြားတော်မူခဲ့တဲ့ပဋိစ္စသမုပ္ပါအနုလုံပါဠိတော်နဲ့ပဋိလုံပါဠိတော်ကြီးကိုဒီတော်ရှင်မိုးကုတ်ဆရာတော်ဘုရားကြီးကသဝိုင်းဒေသနာတော်ရေးဆွဲပြီးတော့အင်္ဂါ၈တွယ်နဲ့ပြန်လည်ပြီးတော့ဟောတော်မူပါတယ်။ဒါကြောင့်ဒီသဝိုင်းဒေသနာတော်ကြီးဟာမြတ်စွာဘုရားရှင်မြတ်ကြီးဟောကြားတော်မူတဲ့ပဋိစ္စသမုပ္ပါအနုလုံပါဠိတော်နဲ့ပဋိလုံပါဠိတော်ကြီးကိုဒီဆိုရှင်မိုးကုတ်ဆရာတော်ဘုရားကြီးကသဝိုင်းဒေသနာတော်နဲ့ရေးဆွဲပြီးတော့အင်္ဂါ၈တွယ်နဲ့ပြန်ပြီးတော့ဟောတော်မူထားတဲ့တရားတော်ကြီးလို့ဒါပထမဆုံးပြောလို့သဝိုင်းဒေသနာတော်ရဲ့အဓိပ္ပာယ်ကိုဒါတို့နားလည်ပါနော်။ဒီနောက်ဘုန်းကြီးတို့ပရိစ္ဆသမုပ္ပါသဝိုင်းဒေသနာအင်္ဂါ၈တွယ်တရားလင်္ကာတော့ဒါရိုးရိုးအလွတ်ရပြီးပါပြီနော်။မူလနှစ်ဖြာသစ္စာနှစ်ခု၄ခုအလွတ်အင်္ဂါ12ပါးတရားကိုများနှင့်၃ပါးအစနှစ်ရမူလဝတ္တုံးဝနှင့်ကာလ3ကြာချင်းရ20ဒီ၈တွယ်ကိုအလွယ်ကျက်မှသိစေအပ်သည်တန္တရာမှလွတ်ကြောင်းသည်ဒီအင်္ဂါ၈တွယ်ကိုသိမှတန္တရာကလွတ်မယ်တဲ့ဘုန်းကြီးအပေလိပါတန္တရာ30ဘုံတန္တရာလွတ်မယ်ပေါ့ဗျာအဲ့တော့တန္တရာလွတ်တယ်ဆိုတာတခြားလားနိဗ္ဗာန်ကိုပြောတာလားနိဗ္ဗာန်ဒါကြောင့်မလို့ဒီအင်္ဂါ၈တွယ်ကိုသိမှဘုန်းကြီးပုထုဇဉ်တွေဟာတန္တရာကလွတ်မယ်တန္တရာဝိဆင်းကလွတ်မြောက်ဒီအင်္ဂါ၈တွယ်ကတော့ဘုန်းကြီးတို့ဟလာစာတတ္တမတတ္တဆင်းရဲချမ်းသာပုဂ္ဂိုလ်မရွေးပုထုဇဉ်မှန်သမျှသိရမယ်တရားအင်္ဂါ၈တွယ်လို့သုံးမြတ်ချက်ချတာနော်ကဲအဲ့တော့ဘုန်းတို့တရားကိုများနေဆိုတဲ့တရားရဲ့ရှေ့မှာ
မူလနဲ့ဖျားသစ္စာနှစ်ခု၄ခုအလွာအင်္ဂါ12ပါးအင်္ဂါ၄တွေပေါ်တော်မူသားတယ်ဒီတရားကိုများရဲ့နောက်မှာကြတော့၃ပါးအစဝတ်၃ဝါးနဲ့ကာလ၃ပြရှင်းရ20အင်္ဂါ၄တွေပေါ်တော်မူသားတယ်အဲ့ဒီမှာ200မူလကတော့ဒါကျွန်းချက်အနေနဲ့ထည့်ထားတာအင်္ဂါ8တွေမှာသူ့ကိုထည့်ပြီးတော့မရေတွက်ရအောင်နော်ဒါကြောင့်တရားကိုများရဲ့အချိန်မှာအင်္ဂါ၄တွေတရားကိုများရဲ့နောက်မှာအင်္ဂါ၄တွေပေါင်းလိုက်တော့အင်္ဂါ8တွေဒါလေးပြောလို့မြင်အောင်ကြည့်ထားပါနော်နောက်တစ်ခါဘုန်းကြီးတို့အဲ့ဒီမှာအင်္ဂါ8တွေမှာနံပါတ်1မူလနဲ့ဖျားကတော့ဗာလဲအဝိဇ္ဇာတရားနဲ့တဏှာ2ပါးကိုဘာလို့ခေါ်လဲမူလနဲ့ဖျားဒါဒီမှာလည်းဟောထားတယ်အဝိဇ္ဇာတရားနဲ့တဏှာတရားဒီပါလဲမူလနဲ့ဖျားဆိုတာအဝိဇ္ဇာတရားနဲ့တဏှာတရားဒါလေးကဆက်ဝိုင်းမှာမြင်အောင်ပြတယ်အဲ့တော့ဘာဖြစ်လို့သူ့ကိုမူလနဲ့ဖျားလို့ခေါ်လဲဆိုရင်ဓမ္မသဘောတန်တရာ32ပုံတန်တရာတွေကိုဖြည့်အောင်လဲအောင်လုပ်တဲ့အခြေခံရေသောမြင့်နှစ်ခုဖြစ်လို့အဝိဇ္ဇာတရားနဲ့တဏှာတရားကိုမူလနဲ့ဖျားလို့ခေါ်တာဖြစ်ပါတယ်ဟုတ်ပြီလားအဝိဇ္ဇာနဲ့ဒီအင်္ဂါ12ပါးရှိတဲ့ထဲကဒီအဝိဇ္ဇာတရားနဲ့တဏှာတရားကိုပဲမဖြစ်လို့မူလနဲ့ဖျားလို့ခေါ်ရတာလေလို့မေးရင်ဓမ္မသဘောတန်တရာရဲ့30ပုံတန်တရာတွေဖြည့်အောင်လဲအောင်လုပ်တဲ့အခြေခံရေသောမြင့်နှစ်ခုဖြစ်လို့အဝိဇ္ဇာတရားနဲ့တဏှာတရားကိုဘာလို့ဟောလဲမူလနဲ့ဖျားလို့ခေါ်တယ်ဒါဖြင့်ဒီအဓိပ္ပာယ်ကကြည့်လိုက်လို့ရှိရင်အဝိဇ္ဇာနဲ့တဏှာတရားတွေပါလေတန်တရာရေသောမြင့်နှစ်ခုလို့ဆုံးဖြတ်ချက်ချဟုတ်ကလားဒါကြောင့်အဝိဇ္ဇာနဲ့တဏှာတရားသည်တန်တရာရေသောမြင့်နှစ်ခုလို့မှတ်ချက်ချရေသောမြင့်နှစ်ခုလို့ဘာလို့ဥပမာဆောင်ပြောရလဲဆိုတော့တစ်ပင်တစ်ပင်ဟာဘလောက်ပဲကြီးကြီးသူ့ကိုတေအောင်တတ်မယ်ဆိုရင်ရေသောမြင့်ဖြတ်လိုက်ရင်အပင်ဘလောက်ကြီးကြီးအကိုင်းတွေခုတ်เสียလိုသေးလားမလိုအပင်လဲเสียလိုသေးလားမလိုတူးပြီးတော့အောက်ကရေသောမြင့်ဖြတ်လိုက်ရင်ဒါအပင်ဘလောက်ကြီးကြီးမသေးသွားဘူးလားသေသွားတာဒါအဲ့ဒီသဘောပဲဘုန်းကြီးတို့တန်တရာကိုဖြတ်မယ်ဆိုရင်လည်းအဲ့ဒီတန်တရာရေသောမြင့်နှစ်ခုဖြစ်တဲ့အဝိဇ္ဇာတရားနဲ့တဏှာတရားကိုပယ်ရမယ်ဒီလိုဟောတော်မူထားတာဟုတ်ပြီလားဒါကြောင့်ဘုန်းကြီးတို့ခုနကရှေ့ပိုင်းမှာဟောခဲ့တဲ့တန်တရာဖြတ်တဲ့နေရာမှာလည်းပဲဝိဇ္ဇာနဲ့တဏှာတရားကိုပယ်ရင်ဒါဓမ္မသဘောတန်တရာဖြတ်ရရောက်တယ်ဆိုတာဒါနားလည်ခဲ့ပြီနော်အဲ့တော့တန်တရာရေသောမြင့်နှစ်ခုတည်းကအဝိဇ္ဇာတရားကိုပယ်ရင်လည်းတန်တရာပြတ်တယ်တဏှာတရားပယ်ရင်လည်းတန်တရာပြတ်တယ်ဟုတ်ပြီနော်အဲ့တော့ဒီတန်တရာရေသောမြင့်နှစ်ခုကိုပယ်တဲ့ဖြတ်တဲ့အလုပ်လုပ်တဲ့ဝိပဿနာမှတန်တရာဖြတ်တဲ့ဝိပဿနာဖြစ်တယ်ဒါလည်းရှေ့ပိုင်းမှာပြောခဲ့တယ်နော်ဘယ်မူလနဲ့ပြန်အဲ့တော့နောက်တစ်ခါနံပါတ်2ကပါလေသစ္စာနှစ်ခုအဲ့တော့သစ္စာနှစ်ခုဆိုတာကတော့သမုဒိယသစ္စာနဲ့ဒုက္ခသစ္စာနှစ်ခုလို့ဟောတယ်ဒီမှာသမုဒိယသစ္စာနဲ့ဒုက္ခသစ္စာသမုဒိယသစ္စာဒုက္ခသစ္စာနှစ်ခုဟုတ်ပြီနော်သစ္စာနှစ်ခုဆိုတာအမှန်တရားနှစ်ခုကိုသစ္စာဆိုတာအမှန်ရှိတဲ့အမှန်တရားနှစ်ခုအဲ့တော့ဘုန်းကြီးတို့အရိယသစ္စာက၄ပါးရှိတယ်အရိယသစ္စာ၄ပါးကသမုဒိယဒုက္ခသစ္စာသမုဒိယသစ္စာနိရောဓသစ္စာမဂ္ဂသစ္စာဟုတ်ကလားအဲ့ဒီအရိယသစ္စာ၄ပါးရှိတဲ့ထဲကဘာဖြစ်လို့သမုဒိယသစ္စာနဲ့ဒုက္ခသစ္စာနှစ်ခုတည်းကိုပဲဆရာတော်ကြီးကဟောထားတာလေဒါမေးဖို့လိုလာနော်အဲ့တော့မေးဖို့လိုလာတဲ့အခါကျတော့ဘာကြောင့်သစ္စာနှစ်ခုကိုဟောထားတာလဲဆိုတော့လောက32ပုံမှာရှိနေတဲ့လူနာပြမပုဂ္ဂိုလ်တ attva တွေပုထုဇဉ်မှန်သမျှရဲ့ပုထုဇဉ်ဒါလေးမှတ်တာပုထုဇဉ်မှန်သမျှရဲ့အထက်ခန္ဓာဝတ္ထုတွေအားလုံးမှာအမှန်တရားဆိုပဲသမုဒိယသစ္စာနဲ့ဒုက္ခသစ္စာနှစ်ခုပဲရှိတယ်
အရိယသစ္စာနှစ်ခုပဲရှိတယ်ဟုတ်ကဲ့လားဒါကြောင့်မလို့လူနာပြင်မှာပုဂ္ဂိုလ်တ attva တွေအပြင်မှာဘလောက်ပဲကွဲနေအထည်ဝတ္ထုတွေဘလောက်ပဲရှိနေအဲ့ဒီလူနာပြင်မှာပုဂ္ဂိုလ်တ attva တွေအထည်ဝတ္ထုတွေပုထုဇဉ်ပုဂ္ဂိုလ်တွေမှန်သမျှမှာဘာပဲရှိလဲသမုဒိယသစ္စာနဲ့ဒုက္ခသစ္စာနှစ်ခုပဲရှိတယ်လို့ဆိုပြီးဟောတော်မူတာဖြစ်တာနော်ဒါကြောင့်မလို့သစ္စာ၄ပါးရှိတာဟာဘုန်းကြီးတို့ပုထုဇဉ်တွေရဲ့ခန္ဓာမှာဘာပဲရှိလဲသမုဒိယသစ္စာနဲ့ဒုက္ခသစ္စာအဲကြောင့်သစ္စာနှစ်ခုပဲရှိတယ်လို့ဟောထားတဲ့သဘောပါနော်အဲ့တော့အဲ့ဒီသစ္စာနှစ်ခုမှာကပုထုဇဉ်တွေမှာအမှန်ရှိတဲ့သစ္စာနှစ်ခုဖြစ်လို့သူ့ကိုလောကီသစ္စာနှစ်ပါးလို့ခေါ်တယ်ဟုတ်ပြီနော်ဘယ်သူမှရှိလို့လဲပုထုဇဉ်တွေပုထုဇဉ်ဆိုတာကဘုန်းတို့သောတာပန်မတည်သေးရင်ပုထုဇဉ်သောတာပန်တည်ရင်အရိယာဟုတ်ကလားပုထုဇဉ်နဲ့အရိယာကိုဘာနဲ့ခွဲလဲသောတာပတ္တိမဉ္ဇဉ်နဲ့ခွဲတယ်ဒါကြောင့်အခုလိုဘုန်းတို့တွေသောတာပန်မတည်သေးဘူးမတည်သေးတော့ဘုန်းကြီးနဲ့ပါလဲပုထုဇဉ်ပဲအဲ့တော့ဘုန်းကြီးပုထုဇဉ်ရဲ့ခန္ဓာမှာသမုဒိယသစ္စာနဲ့ဒုက္ခသစ္စာရှိဟုတ်ပြီလားဒါကြောင့်ပုထုဇဉ်မှာသာအမှန်ရှိတဲ့သစ္စာနှစ်ခုဖြစ်လို့ဗာသစ္စာလောကီသစ္စာနှစ်ပါးဟုတ်ပြီနော်နောက်တစ်ခါသမုဒိယသစ္စာကအကြောင်းတရားတတ္တိရှိတာကြောင့်တဲ့အကြောင်းတရားသစ္စာလို့ဟောတယ်ဒီမှာသမုဒိယသစ္စာဒီတဲ့အကြောင်းတရားတတ္တိရှိတဲ့အတွက်ကြောင့်သူဒီဗာသစ္စာအကြောင်းတရားသစ္စာသမုဒိယသစ္စာနော်ဒုက္ခသစ္စာကြတော့တဲ့အကျိုးတရားတတ္တိတွေရှိနေတာကြောင့်အကျိုးတရားသစ္စာလို့ဟောတော်မူပါတယ်ဒုက္ခသစ္စာကြတော့ဘာသစ္စာလဲအကျိုးတရားသစ္စာဘာဖြစ်လို့အကျိုးတရားသစ္စာလို့ဟောလဲအကျိုးတရားတတ္တိရှိလို့ဒုက္ခသစ္စာမှာအကျိုးတရားတတ္တိတွေရှိလို့ဒါကြောင့်မလို့ဒုက္ခသစ္စာမှာအကျိုးတရားတတ္တိရှိတဲ့အတွက်ကြောင့်ဒုက္ခသစ္စာဒီဘာသစ္စာအကျိုးတရားသစ္စာဒါကြောင့်မလို့သမုဒိယသစ္စာနဲ့ဒုက္ခသစ္စာကိုအကြောင်းကျိုးသစ္စာနှစ်ပါးလို့လည်းဒီလိုပတ်ဘုန်းကြီးရဲ့ခန္ဓာမှာရှိတဲ့သမုဒိယသစ္စာနဲ့ဒုက္ခသစ္စာကိုဘာသစ္စာလို့မှတ်မယ်အကြောင်းကျိုးသစ္စာနှစ်ပါးလို့မှတ်မယ်နောက်တော့လောကီသစ္စာနှစ်ပါးလို့ဒီလိုသိရတယ်ဒါသစ္စာနှစ်ခုနောက်တစ်ခါဘုန်းကြီးတို့သမုဒိယသစ္စာကြောင့်ဒုက္ခသစ္စာဖြစ်တယ်ဒုက္ခသစ္စာမြည်ပြီးတော့သမုဒိယသစ္စာဖြစ်တယ်သမုဒိယသစ္စာကြောင့်ဒုက္ခသစ္စာဖြစ်တယ်သစ္စာနှစ်ခုတွေကြောင်းကျိုးဆက်ဆက်လည်ပတ်နေတဲ့ကြောင့်သစ္စာတန္တရာလို့လည်းမှတ်သမုဒိယကြောင့်ဒုက္ခသစ္စာဖြစ်တယ်ဒုက္ခသစ္စာမြည်ပြီးတော့သမုဒိယသစ္စာဖြစ်တယ်သမုဒိယသစ္စာကြောင့်ဒုက္ခသစ္စာဖြစ်တယ်ဒုက္ခသစ္စာကိုမြည်ပြီးတော့သမုဒိယသစ္စာဖြစ်တယ်ဆိုတော့သမုဒိယသစ္စာဒုက္ခသစ္စာနှစ်ခုသာဆက်ဆက်လည်ပတ်နေတဲ့ကြောင့်ဘာတန္တရာလို့မှတ်မယ်သစ္စာတန္တရာလို့မှတ်ဒါကြောင့်သမုဒိယသစ္စာနဲ့ဒုက္ခသစ္စာကိုသစ္စာနှစ်ခုလို့လည်းသိရမယ်နောက်ဘယ်လိုသိရမလဲသစ္စာတန္တရာလို့လည်းသိရမယ်ဒါရုပ်လို့သစ္စာနှစ်ခုရဲ့အဓိပ္ပာယ်ပါပဲနော်နောက်တစ်ခါ၄ခုအလွှာဆိုတာကတော့အတိတ်ကြောင့်သဇဝါပြစ္ဆုတ်ပံအကျိုးတလွှာပြစ္ဆုတ်ပံအကြောင်းတလွှာအနာကအကျိုးတလွှာဒါ၄ခုအလွှာဒါစဝိုင်းဒေသနာမှာလည်းဟောထားတယ်အတိတ်ကြောင့်တလွှာပြစ္ဆုတ်ပံအကျိုးတလွှာပြစ္ဆုတ်ပံအကြောင်းတလွှာအနာကအကျိုးတလွှာ၄ခုအလွှာ၄ခုအလွှာဟောထားတယ်အဲ့ဒီ၄ခုအလွှာရဲ့အဓိပ္ပာယ်ကအတိတ်အကြောင်းတလွှာကြောင့်ပြစ္ဆုတ်ပံအကျိုးတလွှာဖြစ်တယ်အတိတ်အကြောင်းတလွှာကြောင့်ဘာဖြစ်လဲပြစ္ဆုတ်ပံအကျိုးတလွှာဖြစ်အဲ့ဒီပြစ္ဆုတ်ပံအကျိုးတလွှာကိုမှီပြီးတော့ပြစ္ဆုတ်ပံအကြောင်းတလွှာဖြစ်ပေါ်လာပြန်တယ်
ပြစ္ဆုတ်ပံအကျိုးတလွာမှီပြီးတော့ဘာဖြစ်လာလဲပြစ္ဆုတ်ပံအကြောင်းတလွာဖြစ်ပေါ်လာတယ်အဲ့ဒီပြစ္ဆုတ်ပံအကြောင်းတလွာဖြစ်ခြင်းကြောင့်အနာကအကျိုးတလွာထပ်ပြီးတော့ဖြစ်ပေါ်လာတယ်ပြစ္ဆုတ်ပံအကြောင်းတလွာဖြစ်ပေါ်တဲ့အတွက်ကြောင့်ဘာဖြစ်လာလဲအနာကအကျိုးတလွာထပ်ပြီးတော့ဖြစ်ပေါ်လာတယ်ဒါအဲ့ဒီအဓိပ္ပာယ်ကတော့ဒီမှာအတိတ်အကြောင်းတလွာကြောင့်ပြစ္ဆုတ်ပံအကျိုးတလွာဖြစ်လာတယ်ပြစ္ဆုတ်ပံအကျိုးတလွာမှီပြီးတော့ပြစ္ဆုတ်ပံအကြောင်းတလွာဖြစ်လာတယ်ပြစ္ဆုတ်ပံအကြောင်းတလွာကြောင့်အနာကအကျိုးတလွာဖြစ်လာတယ်ဒါအကြောင်းအကျိုးဆက်ဆက်မှုပဲဟုတ်ပြီနော်အဲ့တော့ဘုန်းကြီးတို့အတိတ်အကြောင်းတလွာကြောင့်တော့ပြစ္ဆုတ်ပံဆိုတဲ့ဒီအကျိုးတလွာကြီးဘုန်းကြီးဒီခန္ဓာကြီးရတာဟုတ်ကလားအဲ့ဒီပြစ္ဆုတ်ပံအကျိုးတလွာကြီးနဲ့ဆက်ပြီးတော့ပြစ္ဆုတ်ပံအကြောင်းတလွာတွေဆက်မလုပ်ဘူးလုပ်နေတယ်ပြစ္ဆုတ်ပံမှာအကြောင်းတွေထပ်လုပ်အကြောင်းထပ်လို့တော့အနာဂတ်မှာအကျိုးတွေပေါ်နေတယ်တဲ့ဒီအိဗယ်ဟောထားတာဟုတ်ကလားသူဘုန်းတို့အတိတ်အကြောင်းတလွာကြောင့်တော့အခုပြစ္ဆုတ်ပံအကျိုးတလွာဆိုတဲ့ယုံ nant တရားခန္ဓာ၅ပါးကြီးခုရလာတာပေါ့ဥဒုဇယုတ်ကြီးရအဲ့တော့ဒီဥဒုဇယုတ်တွေယုံ nant တရားခန္ဓာ၅ပါးတွေနဲ့ဘာတွေထပ်လုပ်လဲပြစ္ဆုတ်ပံမှာအကြောင်းတရားတွေထပ်လုပ်နေတယ်တဲ့အဲ့ဒီလိုအကြောင်းတရားတွေထပ်လုပ်တဲ့အတွက်အနာဂတ်မှာဘာတွေပေါ်နေလဲအကျိုးတရားတွေပေါ်နေတယ်တဲ့အဲ့တော့အကြောင်းအကျိုးတွေကဆက်ဆက်နေတော့လဲနေတာပေါ့အဲ့ဒါကြောင့်မလို့အကြောင်းတတ္တိတွေအကျိုးတတ္တိတွေအမြင်မပြတ်ဆက်ဆက်လဲပတ်နေတာကြောင့်၄ခုအလွှာကိုအကြောင်းအကျိုးတန်တရာလို့ကိုယ်တွင်သိမြင်ရမယ်ဟုတ်ကဲ့လားအဲ့တော့၄ခုအလွှာလို့လည်းသိရမယ်အဲ့ဒီ၄ခုအလွှာကိုဘာတန်တရာလို့သိရမယ်အကြောင်းအကျိုးတန်တရာလို့သိရမယ်ဒါဘုန်းကြီးတန်တရာတရားမှာရှင်းခဲ့ပြီနော်နောက်တစ်ခါအင်္ဂါ12ပါးဗာတရားလဲအင်္ဂါ12ပါးမူလနှစ်ပြပစ္စာတခု၄ခုအလွန်အင်္ဂါ12ပါးအင်္ဂါ12ပါးရဲ့အဓိပ္ပာယ်ကလောက32ဘုံမှာရှိနေကြတဲ့လူနတ်မြမာပုဂ္ဂိုလ်တ attva မှန်သမျှရဲ့ခန္ဓာကိုယ်ထဲမှာတဲ့အဓိကကြတဲ့ဓမ္မတတ္တိကြီး12ခုသာလည်းကြောင်းကျိုးဆက်ဆက်နေပတ်ပြီးတော့ရှိနေတယ်လို့ခေါ်တော်မူထားတာဖြစ်ပါတယ်ဒါအင်္ဂါ12ပါးရဲ့အဓိပ္ပာယ်ဟုတ်ကဲ့လားအင်္ဂါ12ပါးရဲ့အဓိပ္ပာယ်ကလောက32ဘုံမှာရှိနေကြတဲ့လူတွေနတ်တွေမြမာတွေပုဂ္ဂိုလ်တ attva တွေရဲ့မှန်သမျှရဲ့ခန္ဓာထဲမှာအဓိကကြတဲ့ဓမ္မတတ္တိကြီး12ခုသာကြောင်းကျိုးဆက်ဆက်ပြီးတော့လဲနေတယ်လို့ဒီလိုဟောတာအင်္ဂါ12အဓိပ္ပာယ်သူရဲ့အဓိပ္ပာယ်ကိုအရစကားနဲ့ပြောမယ်ဆိုရင်အပြင်မှာလူတွေနတ်တွေမြမာတွေပုဂ္ဂိုလ်တ attva တွေယောက်ျားမိန်းမတွေလူမျိုးတွေဘာသာကွဲဘာသာကြားတွေဘလို့ပဲကွဲပြားနေအဲ့ဒီခန္ဓာတွေရဲ့အထဲမှာကြတော့ဓမ္မတတ္တိကြီးဘယ်နှခုပဲဆက်ဆက်လဲပတ်နေလဲ12ခုပဲဆက်ဆက်လဲပတ်နေတယ်လို့မြတ်စွာဘုရားရှင်မြတ်ကြီးတပ်ပိစိကဉာဏ်တော်ကြီးနဲ့မြင်ပြီးတော့ဟောတော်မူသွားပါတယ်နော်အဲ့တော့လူမျိုးကွဲတွေဆိုပေမဲ့လည်းဓမ္မတတ္တိဘယ်နှခုလဲနေလဲ12ခုဒါလေးရှင်းအောင်မှတ်တာအဲ့တော့အဲ့ဒီဓမ္မတတ္တိကြီး12ခုဟာတဲ့အမြင်မပြတ်ကြောင်းကျိုးဆက်ဆက်လဲပတ်နေတာကြောင့်အင်္ဂါ12ပါးလို့လည်းသိရမယ်ဓမ္မတတ္တိသဘောတန္တရာလို့လည်းအပန်ထိုးရင်းသိရမယ်ဒါတော့ရှင်းပါတယ်ဒီမှာကြည့်ဓမ္မတတ္တိကြီး12ခုကအဝိဇ္ဇာဖြစ်ရင်သင်္ခါရဖြစ်တယ်သင်္ခါရဖြစ်ရင်ဝိညာဉ်ဖြစ်တယ်ဝိညာဉ်ဖြစ်ရင်နာယုတ်ဖြစ်တယ်နာယုတ်ဖြစ်ရင်သလယနာဖြစ်တယ်သလနာဖြစ်ရင်ဖတ္တဖြစ်တယ်ဖတ္တဖြစ်ရင်ဝေဒနာဖြစ်တယ်ဝေဒနာဖြစ်ရင်တဏှာဖြစ်တယ်တဏှာဖြစ်ရင်ဥပါဒံဖြစ်တယ်ဥပါဒံဖြစ်ရင်ကာမဘဝဖြစ်တယ်ကာမဘဝဖြစ်ရင်ဇာတိဖြစ်တယ်ဇာတိဖြစ်ရင်သရမရဏသောကပရိဒေဝဒုက္ခဒေါမနတာဆင်းရဲတွေဖြစ်တယ်အဲ့တော့ဒီဓမ္မတတ္တိ12ခုကအခုတရားတော်ကြီးကဝိုင်းပြထားတော့ဆက်ဆက်ပြီးတော့လည်နေတဲ့သဘောမမြင်နေရအောင်လားမြင်နေရတယ်ဒါကြောင့်ဓမ္မတတ္တိ12ခုကြောင်းကျိုးဆက်ဆက်လည်ပတ်နေတဲ့အတွက်ကြောင့်အင်္ဂါ12ပါးကိုဘာတန္တရာလို့သိရမယ်ဓမ္မတတ္တိသဘောတန္တရာလို့သိတယ်ဒါသိဖို့နေထူလာပြီနော်တန္တရာတွေမြင်လာတယ်တရားကိုများနဲ့
တရားကိုများနေဆိုတဲ့အဓိပ္ပာယ်ကတော့ပရိစ္ဆသမုပ္ပါသဝိုင်းဒေသနာတော်ကြီးမှာပါဠိဘာသာနဲ့ဟောတော်မူထားတယ်ဟုတ်ကလားဒီသဝိုင်းဒေသနာတော်ကြီးမှာဟောထားတဲ့တရားတွေကဘာနဲ့ဟောထားလဲပါဠိဘာသာနဲ့ဟောကြားထားတယ်အဲ့လိုပါဠိဘာသာနဲ့ဟောကြားထားတဲ့တရားတော်တွေရဲ့အဓိပ္ပာယ်ကိုမြန်မာလိုအဓိပ္ပာယ်နဲ့အမှန်တိုင်းသိမြင်ရမယ်လို့ဟောတော်မူတာဖြစ်ပါတယ်ဒါတရားကိုများရဲ့အဓိပ္ပာယ်သဘောပါနော်တော်တော်များများတော့ဒီတရားကိုရဲ့အဓိပ္ပာယ်ကိုအဲ့လိုမပြောဘူးတရားကိုများနေဆိုတော့ပဲကြော်သွားတယ်ဖတ်ပြီးပဲပြောသွားတယ်ဒါပေမဲ့တရားကိုရဲ့အဓိပ္ပာယ်ကလည်းမနဲ့နယ်ဘူးလားနဲ့နယ်တယ်ပြောဆိုတယ်ဒါကြောင့်မိုးကုတ်ဆရာတော်ပြအင်္ဂါ၈သွက်မှာဟောထားတဲ့တရားတစ်လုံးတိုင်းတစ်လုံးတိုင်းအင်ပဒတ်နဲ့နယ်တယ်အဓိပ္ပာယ်ရှိတယ်ပြောဆိုယဟန္တာဉာဏ်နဲ့ဟောသွားတာငင်္ဂါလေးကတူတူလေးပဲအဓိပ္ပာယ်တရားတစ်လုံးတိုင်းမှာအဓိပ္ပာယ်တွေနဲ့နယ်တယ်မနဲ့နယ်ဘူးလားနဲ့နယ်တယ်အခုတရားကိုများနေဆိုဖတ်ပြောသွားတော့ဩတရားကိုများနေပဲဒါပဲသိတာအခုသူ့အဓိပ္ပာယ်ကိုဘုန်းကြီးအခုပြောကြလိုက်တော့မနဲ့နယ်ဘူးလားနဲ့နယ်တယ်ပရိစ္ဆသမုပ္ပါသဝိုင်းဒေသနာတော်ကြီးမှာပါဠိဘာသာနဲ့ဟောထားတဲ့တရားတွေကိုဘယ်လိုသိရမလဲမြန်မာလိုအဓိပ္ပာယ်နဲ့သိရမယ်ဟုတ်ပြီနော်ဒါမြတ်စွာဘုရားရှင်မြတ်ကြီးဘုန်းကြီးဟုတ်လားနေဗိတိကတုတ်မှာလဲဒါဟောထားတယ်အဓိပ္ပာယ်တွေကိုသိရမယ်ပါဠိဘာသာနဲ့ဟောထားတာတွေအဓိပ္ပာယ်သိရမယ်နော်ကဲအဲ့တော့ဒီမှာဟောထားတဲ့တရားတွေကဒါအဝိဇ္ဇာတို့သင်္ခါရဆိုပါဠိဘာသာနဲ့ဟောထားတယ်သမုဒယသစ္စာဒုက္ခသစ္စာတွေဒီတိုင်းပဲအဲ့ဒီပါဠိဘာသာနဲ့ဟောထားတဲ့တရားတွေကိုဘုရားကပါဠိလိုသိနေလို့ရှိရင်ခန္ဓာမှာမြင်လို့ရပါတယ်မမြင်နိုင်ဘူးအဲ့တော့အဲ့ဒီပါဠိဘာသာနဲ့ဟောတဲ့တရားတွေဘယ်လိုသိရမလဲမြန်မာလိုအဓိပ္ပာယ်နဲ့သိတော့မှအဝိဇ္ဇာကိုမြန်မာလိုအဓိပ္ပာယ်နဲ့သိတော့မှအဝိဇ္ဇာကိုဒီခန္ဓာမှာရှိတယ်ဆိုတာကိုမျိုးတို့သိနိုင်မြင်နိုင်မယ်သင်္ခါရနဲ့ဒီတိုင်းပဲသင်္ခါရဆိုတဲ့ပါဠိစကားနဲ့လိုက်ကြည့်လို့မမြင်ရဘူးသင်္ခါရရဲ့အဓိပ္ပာယ်မြန်မာလိုသိတော့မှဒီခန္ဓာမှာသင်္ခါရရှိတဲ့လောကမှာသင်္ခါရတရားရှိတယ်ဆိုတာကိုသိလည်းသိနိုင်မယ်မြင်လည်းမြင်နိုင်တယ်ဒါကြောင့်တရားကိုအဓိပ္ပာယ်အရင်ရေးကြည့်တယ်ပြောပေါ့တွက်လို့မရဘူးဟုတ်ပြီနော်အဲ့တော့တရားကိုအဓိပ္ပာယ်ကိုမသိရင်နှလုံးသွင်းလွဲတယ်တရားကိုအဓိပ္ပာယ်မသိရင်ဗာလဲနှလုံးသွင်းလဲတယ်မြန်မာလိုမသိရင်နှလုံးသွင်းလွဲတယ်ကဲဒါကြောင့်တရားကိုအဓိပ္ပာယ်သိရမယ်တရားတစ်လုံးတိုင်းမှာနောက်ပါလေသုံးပါအစအဲ့တော့တရားကိုအဓိပ္ပာယ်ဒီမှာသိရမယ်ဆိုတာဒီလိုပေါ့အဝိဇ္ဇာကိုလည်းမြန်မာလိုအဓိပ္ပာယ်နဲ့သိရမယ်သင်္ခါရကိုလည်းမြန်မာလိုအဓိပ္ပာယ်သိရမယ်ဝိညာဉ်ကိုမြန်မာလိုအဓိပ္ပာယ်နဲ့သိရနံတရားယုတ်တရားတွေဒီတရားတွေဟာမြန်မာလိုအဓိပ္ပာယ်နဲ့တစ်လုံးချင်းကိုသိရအဲ့ဒါတရားကိုအဓိပ္ပာယ်ကိုရတဲ့ဘောပဲဟုတ်ပြီလားနောက်တစ်ခါသမုဒယသစ္စာကိုလည်းမြန်မာလိုအဓိပ္ပာယ်နဲ့သိရမယ်ဒုက္ခသစ္စာကိုလည်းမြန်မာလိုအဓိပ္ပာယ်နဲ့သိရမယ်လို့သမုဒယဒုက္ခလုံးနေလို့မရဘူးပါဠိလိုလိုက်ပြောနေလို့တို့ဒီခန္ဓာမှာလည်းမမြင်ရဘူးလောကမှာလည်းဒီသစ္စာတွေမတွေ့နိုင်ဘူး။ဘာဖြစ်လို့လဲ။ပါဠိလိုသိမြန်မာလိုအဓိပ္ပာယ်မသိဘူး။ဒါကြောင့်တရားကိုအဓိပ္ပာယ်လေးကအရေးကြီးပုံဒါပေါ်အောင်လို့ထပ်ပြောတာ။ဟုတ်ပြီနော်။ကဲအခုတရားကိုများနေပြီးတော့ဗာလဲ၃ပါးအစာ၃ပါးအစာဆိုတာကတော့ဆက်ဆက်မှု၃ခုကိုဟောတော်မူထားပါတယ်။သဝိုင်းဒေသနာမှာဆက်ဆက်မှုဘယ်နှခုဟောတာလဲ၃ခုဟောတာဆက်ဆက်မှုတစ်ခုနှစ်ခု၃ခုဟောတာတယ်နော်အဲ့ဒီဆက်ဆက်မှု၃ခုကတော့တဲ့သင်္ခါရတရားနဲ့ဝိညာဉ်တရားဆက်ဆက်မှုတစ်ခုဝေဒနာတရားနဲ့တဏှာတရားဆက်ဆက်မှုတစ်ခုကာမဘဝတရားနဲ့ဇာတိတရားဆက်ဆက်မှုတစ်ခုဆက်ဆက်မှု၃ခုဟောတော်မူပါတယ်နော်အဲ့ဒါဒီမှာသင်္ခါရတရားနဲ့ဝိညာဉ်တရားဆက်ဆက်မှုတစ်ခုဝေဒနာတရားနဲ့တဏှာတရားဆက်ဆက်မှုတစ်ခုကာမဘဝတရားနဲ့ဇာတိတရားဆက်ဆက်မှုတစ်ခုဆက်ဆက်မှု၃ခုဟောတာဟုတ်ပြီနော်အဲ့တော့ဒီနေရာမှာဘုန်းကြီးအများကတော့သင်္ခါရနဲ့ဝိညာဉ်တစ်စဝေဒနာနဲ့တဏှာတစ်စဒီလိုသုံးတာများတယ်ဘုန်းကြီးတို့အဲ့လိုမသုံးဘူးခန္ဓာရှိနေကောရုပ်တို့ဟလာနောက်တစ်ခါဒီ
ကြားတဲ့အခါမှာလဲနားထဲမှာရှင်းသွားအောင်ဘုန်းတော်ကဆက်ဆက်မှုလိုပဲသုံးပါလေနော်အဲ့တော့ကလည်းသင်္ခါရနဲ့ဝိညာဉ်တရားဆက်ဆက်မှုတစ်ခုဝေဒနာနဲ့တဏှာတရားဆက်ဆက်မှုတစ်ခုကာမဘဝတရားနဲ့ဇာတိတရားဆက်ဆက်မှုတစ်ခုဆိုတော့နားထဲမှာမရှင်းသွားဘူးလားရှင်းသွားတယ်ဆက်ဆက်မှု၃ခုဟုတ်ပြီနော်အဲ့ဒီမှာ၃ပါးအစရဲ့အဓိပ္ပာယ်က၃ပါးအစကိုဘာဖြစ်လို့ခေါ်လဲဆိုတော့ဓမ္မတတ္တိသဘောတန္တရာသစ္စာတန္တရာတွေအကြောင်းအကျိုးတန္တရာတွေ၃ပါးတန္တရာအဲ့ဒီတန္တရာတွေဟာနောက်ဆုံး32ပုံတန္တရာတွေဟာ၃ပါးအစဆိုရဲဆက်ဆက်မှု၃ခုနဲ့အမြင်မပြတ်လေပတ်နေတယ်ဆိုတာကိုမြင်အောင်ဟောတော်မူထားတာ၃ပါးအစကိုဟောတာဟုတ်ကလား၃ပါးအစဆိုတာအခုဓမ္မတတ္တိသဘောတန္တရာဓမ္မတတ္တိသဘောတန္တရာလူဘာနဲ့ဆက်ဆက်နေလဲ၃ပါးအစနဲ့ဆက်ဆက်ပြီးတော့လဲနေဟောနောက်တစ်ခါဘုန်းကြီးတို့ဘုသုံးပါးတန္တရာဒီတိုင်းပဲကိလေသာဝကာမဝနဲ့ဒီဝိပါကဝနဲ့ဆက်ဆက်တယ်ဝိပါကဝနဲ့ကိလေသာဝကာမဝဆက်ဆက်တယ်နောက်တစ်ခါကိလေသာဝနဲ့ကိလေသာဝကာမဝနဲ့ဝိပါကဝနဲ့ဆက်ဆက်တယ်ဆက်ဆက်မှု၃ခုသစ္စာလည်းဒီတိုင်းပဲသမုဒယသစ္စာနဲ့ဒုက္ခသစ္စာဆက်ဆက်တယ်တစ်ခုဒုက္ခသစ္စာနဲ့သမုဒယသစ္စာဆက်ဆက်တာတစ်ခုသမုဒယသစ္စာနဲ့ဒုက္ခသစ္စာဆက်ဆက်တာတစ်ခုအဲ့တော့ဒီတန္တရာတွေဓမ္မတတ္တိသောတန္တရာသစ္စာတန္တရာအကြောင်းကျိုးတန္တရာဘုသုံးပါးတန္တရာတွေဟာဆက်ဆက်မှု၃ခုနဲ့ဗာလဲနေနေတာတဲ့ဒီတိုင်းလို့တစ်ခါတည်းတစ်ဆက်တည်းဘုန်းတို့ဒီစပိန်တာယာကြီးလို့ပေါ့ဗျာတစ်ဆက်တည်းဒီလိုလဲနေတာမဟုတ်ဘူးတဲ့ဆက်ဆက်မှုဘယ်နှခုနဲ့လဲနဲ့၃ခုနဲ့လဲနေတာရှင်းရလားအဲ့တော့ဒီတန္တရာတွေဖြတ်မယ်ဆိုရင်ဒီဆက်ဆက်မှု၃ခုကိုမလုပ်ရမယ်ဖြတ်ရမယ်ဒီဒိဋ္ဌိနားလည်အောင်ဟောတာလားဘုန်းတို့ဒီဓမ္မတတ္တိသဘောတန္တရာဖြတ်မယ်ဆိုရင်ဆက်ဆက်မှု၃ခုကိုဖြတ်ရမယ်ဟုတ်ကဲ့လားသစ္စာတန္တရာအကြောင်းကျိုးတန္တရာတွေခန္ဓာထဲမှာလည်နေတဲ့တန္တရာတွေဖြတ်မယ်ဆိုရင်ဆက်ဆက်မှုဘယ်နှခုဖြတ်မယ်ဆက်ဆက်မှု၃ခုကိုဖြတ်သင်္ခါရနဲ့ဝိညာဉ်ဆက်ဆက်မှုကိုဖြတ်ရမယ်ဒါမှမဟုတ်ဝေဒနာနဲ့တဏှာဆက်ဆက်မှုကိုဖြတ်ရမယ်ဒါမှမဟုတ်ကာမဘဝနဲ့ဇာတိဆက်ဆက်မှုကိုဖြတ်ရအဲ့ဒါမှတန္တရာပြတ်မယ်တဲ့ဒီဆက်ဆက်မှုတွေကိုမသိမမြင်ရင်ဖြတ်နိုင်ပါမလားမဖြတ်နိုင်ရင်တန္တရာမပြတ်ဘူးပြောလို့ဟုတ်ကလားတနည်းအားဖြင့်ပြောမယ်ဆိုတော့ဟိုတန်ကြိုးယူသူကဆက်ဆက်မှုသူ့ရဲ့ဂွင်းစိတ်ရှိတာပေါ့ဗျာဆက်ဆက်တဲ့ဆက်ထားတဲ့အဆက်တွေရှိတယ်အဲ့ဒီအဆက်တွေကိုဖြတ်ဒီသဘောပေါ့နော်ဆက်ဆက်မှုရဲ့အဓိပ္ပာယ်အဲ့တော့နှစ်ရမူလဆိုတာကတော့ဘုန်းကြီးတို့ဒီနှစ်ရမူလဆိုတာကတော့နှစ်ရမူလကိုထည့်သွင်းဟောကြားခြင်းဘာဖြစ်လို့ဟောလဲဆိုတော့နှစ်ရမူလဆိုတာတော့ရုပ်စဝိုင်းပြောတဏှာနဲ့အဝိဇ္ဇာဟုတ်ကလားတဏှာနဲ့အဝိဇ္ဇာနှစ်ရမူလအဲ့တော့ဒီနှစ်ရမူလဒီမူလနဲ့ပြတော့အဝိဇ္ဇာနဲ့တဏှာနှစ်ရမူလကျတော့တဏှာနဲ့အဝိဇ္ဇာတဏှာကိုခြေတန်းတင်ပြောတယ်နှစ်ရမူလကျတော့ဘာဖြစ်လို့ဒီနှစ်ရမူလဟောလဲဆိုတော့လွန်လေပြီးတော့အတိတ်ကာလတော့အဝိဇ္ဇာကဥဆောင်တယ်တဏှာဥပါဒံတွေကနောက်လိုက်ပြီးဖြစ်ခဲ့တယ်ဟုတ်ကဲ့လားအတိတ်တုန်းကဒီမှာအဝိဇ္ဇာကခေါင်းဆောင်တယ်ခေါင်းဆောင်တော့တဏှာနဲ့ဥပါဒံတရားတွေကပါလေနောက်လိုက်ပြီးဖြစ်ခဲ့ဒါကြောင့်အတိတ်တုန်းကအဝိဇ္ဇာခေါင်းဆောင်ပြီးတော့တဏှာဥပါဒံတွေနောက်လိုက်ပြီးနဲ့တန်တရားကိုပါလေလေအောင်လုပ်တာလေတဲ့နောက်ပြစ္ဆုတ်ပံကြတော့တဏှာဥဆောင်တယ်အဝိဇ္ဇာတရားနဲ့တဏှာတရားတွေကပါလေနောက်လိုက်ပြီးဖြစ်သွားဟုတ်ပြီနော်ဒီမှာလေပြစ္ဆုတ်ပံကြတော့ဘယ်သူအောင်ဥဆောင်လဲတဏှာကဥဆောင်တယ်ဥပါဒာနဲ့အဝိဇ္ဇာဘာလို့လဲနောက်လိုက်ပြီးဖြစ်သွားအဲ့တော့အဲ့ဒီတဏှာကပြစ္ဆုတ်ပံမှာတဏှာတရားကဥဆောင်ပြီးတော့ဥပါဒာအဝိဇ္ဇာတွေနောက်လိုက်ပြီးနဲ့လှုပ်လိုက်တော့နာဂဇာတိတွေပြီးတော့တန်တရားပါလဲဆက်လေသွားနော်
ဒါကြောင့်မလို့အခုပြစ္ဆုတ်ပံနေစဉ်အချိန်မှာတဏှာတရားဥဆောင်တာကိုအမှန်ထိုးသွင်းသိမြင်အောင်နှစ်ရမူလကိုထည့်သွင်းပြီးတော့ဟောထားတာဟုတ်ကဲ့လားဒါဖြင့်နှစ်ရမူလဆိုတာတဏှာနဲ့အဝိဇ္ဇာပဲအတူတူပဲမူလနဲ့ပြာလဲအဝိဇ္ဇာနဲ့တဏှာအတူတူပဲဒီရတာနဲ့ဘာဖြစ်လို့နှစ်ရမူလလို့ထည့်ဟောလဲဆိုတော့ပြစ္ဆုတ်ပံနေစဉ်အချိန်မှာဘ누구ဥဆောင်တာကိုထင်ရှားအောင်လဲတဏှာတရားဥဆောင်နေတာကိုအမှန်ထိုးသွင်းသိအောင်ထင်ရှားအောင်ဆိုပြီးတော့နှစ်ရမူလကိုထည့်ဟောထားတယ်။ဒါပေမဲ့အဲ့ဒီနှစ်ရမူလကိုကြတော့ဘုန်းကြီးတို့အင်္ဂါ၈သွယ်မှာထည့်ပြီးတော့မယူရဘူး။ဟုတ်ကဲ့လား။နှစ်ရမူလကိုကြတော့အင်္ဂါ၈သွယ်မှာယူရမလား။နှစ်ရမူလကိုအင်္ဂါ၈သွယ်မှာထည့်သွင်းပြီးတော့မရေတွက်ရဘူး။ဒါလေးချွင်းချက်မှတ်ထားဖို့နော်။ကဲရုပ်တို့ဒိဋ္ဌာနိုင်ဝဲအချိန်ပြည့်ပြီဆိုတော့အင်္ဂါ၈သွယ်ကိုအခုဘုန်းကြီးတို့ဒါတရားလေးသိပြီးတော့အခန်း1အနေနဲ့ဘုန်းကြီးတို့ဒါနားကြအောင်နော်